ဘေးဒဏ်တင်တဲ့ပြည်သူတွေအတွက်နိုင်ငံတော်အနေနဲ့အယံစားတဲ့ရိတ်ခါတွေကိုအရေးပေါ်ကူညီပြီးထောက်ပံ့ပေးတဲ့ဆိုတဲ့အကြောင်းပေါ့။ဟာဒီကိစ္စကိုကျွန်မပြည်သူတယောက်အနေနဲ့အသိပြုတယ်အသိမှတ်ပြုတယ်အားပေးထောက်ခံတယ်။နော်နိုင်ငံတော်အစိုးရအနေနဲ့ကလက်ရှိမှာဆိုလို့ရှိရင်ဆေးပေးချောင်ပြည်သူတွေကိုအနေနဲ့ရက်ကနေပြီးတော့ထွက်ပြေးတိမ်းရှောင်ပြီးတော့ပေါ့နော်ဥပမာလက်ရှိမှာနေဦးတော်လိုင်းရေးဆိုပြီးတော့တိုက်ပွဲတွေဖော်ဆောင်တဲ့အတွက်စစ်မဲ့ဖြစ်ပွားရာဒေသပြည်သူတွေကစစ်မဲ့ဖြစ်တဲ့နာဇာကအစိုးရအုပ်ချုပ်နယ်မြေတွေမှာထွက်ပြေးခိုလုံနေကြတယ်အဲ့ဒီဆေးပေးချောင်လူဦးရေခန့်မှန်းလူဦးရေ9သိန်းအတွက်အစိုးရကတစ်လကိုလူတဦးကိုဝင်2000ကျပ်နဲ့ထောက်ပံ့ပေးတယ်တိုင်းအိမ်တော်မှာမိသားစု4ယောက်ရှိရင်တယောက်ကို2000နဲ့4ယောက်ကို7000ရမယ်5ယောက်ရှိရင်1သိန်းရမယ်အခု2025တစ်နှစ်တာလုံးအတွက်အစိုးရကနေဘတ်ဂျက်ထုတ်ပေးပြီးတော့ထောက်ပံ့ကူညီလေးရှိတယ်ဒါအပြင်အခုလက်ရှိမှာငလျင်ဘေးဒဏ်တင်မှာဆိုလို့ရှိရင်လည်းပြန်လို့ထူထောင်ကြီးတွေကူညီကြရေးလှုပ်ဆောင်လျက်ရှိတယ်ပေါ့နော်ဒီနေရာမှာတချို့သောပြည်သူတွေရဲ့မေးတန်တွေထွက်လာတာကမေးခွန်းတန်တွေထွက်လာတာကဒီငလျင်ဘေးဒဏ်စစ်ဘေးဒဏ်တဲ့ပြည်သူတွေအတွက်ဆိုရအနေနဲ့အရေးပေါ်စားနေရိတ်ခါတဲ့အရန်ဆန်တွေထောက်ပံ့မပေးတင်ဘူးလားအရန်ဆန်တွေပဲရောက်သွားလဲဆိုတဲ့မေးခွန်းပေါ့ဒီကြောင့်ရာကိုကျမရဲ့ YouTube မှာ comment လာမှန်းထားတာတွေ့ရတယ်။နောက်ကျမ comment တစ်ခုချင်းစီကိုတော့ reply ပြန်လို့မရှိဘူး။ဘာလို့ဆိုတော့လူတယောက်ကိုသူပြောတဲ့စကားကိုကျမက reply ပြန်လိုက်ချင်းနောက်လူကလည်းသူ့ reply ပြန်ပေးပါဆိုတာမျိုးလာလိမ့်မယ်။အဲ့ဆိုဘလူးမှာ reply ပြန်မပေးဘူး။နောက်ခုကအဲ့ဒီလိုမျိုးreply ပြန်လာရောကျမတိတ်ပြီးအားရုံမလာဘူးပေါ့။နော်ဒါပေမဲ့ဒီကိစ္စလေးကလူတိုင်းသိချင်နေပြီးတော့လူတိုင်းပြောချင်နေတဲ့အကြောင်းအရာလို့ဖြစ်လိမ့်မယ်လို့ကျွန်မထင်တယ်။ဟုတ်ပြီငလျင်တန်တဲ့စစ်ဘေးတန်တဲ့ပြည်သူတွေအတွက်အရန်ဆန်နဲ့အရန်စားနဲ့ရိတ်ခါဆိုးရအနေနဲ့ထောက်ပံ့တဲ့နဲ့အစိုးရမှာအရန်ဆန်ရှိရလား။နာဇာကအစိုးရမှာအရန်ဆန်အရန်စားနဲ့ရိတ်ခါရှိရလား။နိုင်ငံတော်မှာအရန်ဆန်နဲ့အရန်စားနဲ့ရိတ်ခါအဓိကတော့ဆန်နဲ့စီပေါ့နော်။ထားရှိရတဲ့တချင်က NLD ပါတီလွှတ်တော်မှာဦးစိန်ဝင်းမူပင်စိန်ဝင်းလို့လူသိများပါတယ်ဦးစိန်ဝင်းကနေပြီးတော့လွှတ်တော်မှာအဆိုတင်သွင်းခဲ့တာရှိတယ်ကျွန်မဖွင့်ပြမယ်ထောက်ခံဆွေးနွေးပြီးတဲ့တမတော်သားကိုယ်စားလှယ်ကိုကျေးဇူးထူးတင်ပါတယ်တစ်ရာသီဥတုဖောက်ပြန်မှုအဆင့်နှစ်ရှိသောမြန်မာနိုင်ငံနှစ်လူပိပက man-made crisis ရှိသောမြန်မာနိုင်ငံသုံးမသေးချာမရေရာနည်းစနစ်အားနည်းသောစိုက်ပျိုးရေးကိုအခြေခံထားသောမြန်မာနိုင်ငံလေးအခြေခံလူငွဲလူတန်းစားများပြားသောမြန်မာနိုင်ငံဒီချက်၄ချက်ကြောင့်ပြည်သူများအငတ်ဘေးကမကြုံစေရန်အတွက်အရန်ပြည်နယ်မျိုးအရန်စဘာအရန်ဆန်းအရန်ရိတ်ခါတိုးလောင်ထားရှိစေရန်ကြိုတင်စီမံဆောင်ရွက်ဖို့အထူးလိုအပ်နေသဖြင့်အတည်ပြုပေးပါရန်တင်ပြအပ်ပါတယ်ခင်ဗျာနိုင်ငံတော်အနေဖြင့်အရန်ဆန်းအရန်စဘာအရန်မျိုးရိတ်ခါများကြိုတင်စီမံထားရှိမှုကိုပြည်သူများတို့ပွင့်လင်းမြင်သာစွာရှင်းလင်းချပြရန်လိုအပ်ပါတယ်။သို့မှသာ logistics ဆိုတဲ့အုပ်ချုပ်ထောက်ပံ့မှုဟာပြည်သူတွေပေါ်မှာတိုက်ရိုက်အကျိုးသက်ရောက်မှာဖြစ်ပြီးပြည်သူလူထုအနေနဲ့ဘဝလုံခြုံ